ကျွန်တော်တို့လက်ကုပ်တီးကြရအောင်စင်ပေါ်ရောက်တဲ့ဒီတော့စင်ပေါ်ရောက်တဲ့ဒီလက်ကုပ်တီးရအောင်လက်ကုပ်တီးရအောင်ဘုရားရှင်နာမတော်ရှိစွာချီးမွမ်းပါတယ်ဘုရားတတိရဲ့ကျေးဇူးတော်ကြောင့်အလုံးအမတန်မှဝမ်းမြောက်ဖွယ်ရာကောင်းတယ်ကျွန်တော်တို့အခီယေရှုကြွလာတဲ့ဝိနည်းမင်္ဂလာဝဲကိုကျူဆိုကြတဲ့အခါမှာဒီနှုတ်ပတ်တော်ကိုဟောပြောဖို့ရာတွေ့ဒီခေါ်တဲ့ဒီဆရာတို့တဏိမောင်နာမိသားစုနဲ့တော်၎င်းကျွန်တော်တို့ဒီတင်ကနေပြီးတော့မှလာတဲ့ဧတာဌာနမှာကြွရောက်လာကြတဲ့ဆရာတော်ကြီးများအားလုံးကိုလည်းသူရဲ့ကျေးဇူးတင်ပါတယ်နောက်ပြီးတော့လည်းကျွန်တော်တို့ယခုကြွလာတဲ့ဓမ္မမိတ်ဆွေညီကိုမောင်နှမများအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ဆိုတာကိုရှိဥစွာပေါ်ပြလိုပါတယ်ဒီနေ့ကတော့လုံးအင်မတန်မှပျော်ကြမှာဖြစ်တယ်နော်ပျော်လဲပျော်တရားကောင်းပါတယ်ကျွန်တော်တို့ပျော်တဲ့အထဲမှာတချို့ကအမျိုးမျိုးပျော်ကြတာပေါ့နော်မိသားစုစာဝန်ရေးသင်ပြေလို့ပျော်ကြတာလည်းရှိတယ်တချို့ချဲပေါက်လို့ပျော်တဲ့သူလည်းရှိတယ်ဒါချဲထုတ်တဲ့သူကိုအားပေးတာတော့မဟုတ်တော့ဒါဟာတာအနေနဲ့ကျွန်တော်ကြည်တရားပြောတာရှိတယ်အမျိုးမျိုးပေါ့နော်ပျော်ကြတာရှိတယ်အဲ့ဒီထဲမှာအလုံးအမတန်မှပျော်တရားကောင်းတာကကျမတို့လူသားများအားလုံးကဘာသူကဘာသားများအားလုံးကိုကယ်တင်ဖို့ရာအတွက်ကယ်တင်ပိုင်ရှင်ယေရှုခရစ်တော်ပွေးပွားကြွလာတာကအလုံးအမတန်မှပျော်တရားကောင်းဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျမတို့ဟာဒီတန်တရားဝတ်တွင်းငါလူကင်းအောင်ဆိုပြီးတော့မှကျွန်တော်တို့ဤမျိုးစုံနဲ့ကြိုးစားကြတယ်။ကောင်းမှုကုသိုလ်လူဒါနပြုလုပ်ကြတယ်နော်ကျွန်တော်တို့အမျိုးမျိုးနဲ့ဒါနသီလဘဝနာဒါတွေလည်းလောက်ကြတယ်ပွားများကြတယ်ဒါပေမဲ့အဲ့ဒီအရာတွေကကျွန်တော်တို့ဘယ်လိုခေါ်မလဲအာမခံချက်ကတော့မပေးနိုင်ဘူးကျွန်တော်ကိုယ်တိုင်ကလည်းလောက်ခဲ့တယ်ကျွန်တော်ကမင်းကြီးမျိုးနဲ့ဥယျာမရွာဒါဖြစ်တယ်ကျွန်တော်နာမည်ကကိုတို့ကတော့ဥကြည်မောင်နဲ့ခုတော့မှုတော်မှာထောင်တဲ့အခါဘုရားကြည့်လို့ကြောင့်ဆရာဥကြည်မောင်လို့ခေါ်တာဖြစ်တယ်အဲ့ဒီခါမှာကျွန်တော်တို့ဒီတန်တရားဝတ်သေးရမှလူကြီးအောင်ဆိုပြီးတော့မှကျွန်တော်တို့ဘယ်လိုဒီမျိုးစုံနဲ့ကြိုးစားတော့လဲမရပါဘူး။ဘာဖြစ်လို့လဲဆိုတော့ဓမ္မမိတ်ဆွေညီကိုမောင်နှမများကိုတုံးကြုံခဲ့မှာပဲကျွန်တော်အနေငယ်ဖော်ပြတင်ပါတယ်။ဘာသာတရားတိုင်းမှာတော့အလုံးအင်မတန်မှကောင်းပါလေ။ဒါပေမဲ့ကျွန်တော်တို့ကမလိုက်လျှောက်နိုင်ကြတာမလုပ်နိုင်ကြတာဟုတ်နော်။အဲဒါကြောင့်မို့ကျွန်တော်တို့ဒီမှာဘုရားကိုယ်တိုင်ကဘာပြောတယ်လဲဆိုတော့ပုံနာပေါ့နော်အချင်းပုံနာတဲ့အနုဒါနကိုပြုပြည့်တဲ့၅ပါးသီလ၈ပါးသီလ229သွဲသောတိတ်ခါဘုဒ္ဓကိုစောင့်ရှောက်ပြီးလက်အုပ်ချီကအတိမ်မောင်းတန်းနေချီ၍သူတောင်းခြင်းတရက်၅ကြိမ်ဘာဝနာတရားပွားတည်မှသည်တော့သို့သောထိုလုံးထောင်မှုများကအတိမ်ပုံနာကိုတန်တရားမှလုံးမြောက်ရေးအတွက်အာမခံခြင်းမပေးနိုင်သေးဆိုတဲ့ဘုရားကိုယ်ကအဲ့လိုပြောထားတာဖြစ်ပါတယ်အဲကြောင့်မို့ကျွန်တော်လည်းတစ်ချိန်ကမင်းငယ်နေမှာရောက်တော့ကဗုဒ္ဓဘာသာဖြစ်တယ်အခုချိန်မှာဘာဖြစ်လို့ဒီခရိယာနဲ့ရောက်သွားတာလဲဆိုတော့ကျွန်တော်တို့ဒီနေငယ်တက်ခိုင်းမယ်ဆိုလို့ရှိရင်ကျွန်တော်မင်းငယ်နေကနေတော့မှပြောင်းလာခဲ့တယ်ပြောင်းလာပြီးတဲ့ကမှာခမ်းဘတ်ကိုရောက်တယ်တူတုံနဲ့လူရင်းပေါ့နော်ခမ်းဘတ်ကိုရောက်ပြီးတဲ့ကမှာကျွန်တော်ကခမ်းဘတ်အမှတ်၄မှာနေတယ်အဲ့ကမှာကျွန်တော်ကပမာရွာခမ်းဘတ်အရှိရွာမှာဘာလုပ်တယ်ကျွန်တော်လွှတ်ဆွဲတာပေါ့နော်လွှတ်ဆွဲတယ်တော့ဆွဲတဲ့အခါမှာကျွန်တော်တို့ဗမာချင်းချင်းပေါ့နော်ဗမာချင်းချင်းပြောကြတာဟာသူတို့ဘုရားသခင်ကအသိရှင်တော်ဘုရားဖြစ်တယ်နောက်ပြီးတော့သူတောင်းရင်လည်းရတယ်ဆိုတာကိုအချင်းချင်းသူတို့ကအဲ့လိုပြောကြတယ်ဆိုတဲ့အကြောင်းရင်းလေးတွေပေါ့နော်ဗမာချင်းချင်းအဲ့လိုပြောကြတယ်ပြောတဲ့အခါမှာကျွန်တော်လည်းအဲ့ဒါလေးကိုကျွဲကျွန်တော်ကမှတ်ထားတာနောက်တော့ကျွန်တော်အဲ့ဒီရောက်ရင်ခါကတော့အဲ့ဒီတောတောင်မှာကတော့အလုံးအင်မတန်မှထူထားပြီးတော့မှနေတယ်တောကြီးမြင်မဲကြီးဖြစ်တယ်ပေါ့နော်အဲ့ဒီတောကြီးမြင်မဲကြီးတွေဖြစ်တဲ့အခါမှာနော်ကျွန်တော်ကကြောက်စိတ်တင်နေတာပေါ့နော်ဒီတောဒီတောင်ကဆိုတာကကျွန်တော်ကအဲ့လိုသွားခွင့်မရှိဘူးလေသွားလာခွင့်သွားဘူးလာတာမရှိတဲ့အခါမှာကျွန်တော်ကကြောက်စိတ်နေတယ်အဲ့ဒီအခါမှာဘာတော့ကြောက်စိတ်မှာမိုးတွေကိုညှို့မဲပြုတ်မှနေတာပေါ့နော်တောတွေကလည်းထူထပ်နေတဲ့အချိန်ညှို့မဲနေတဲ့အချိန်မှာဘာလဲဆိုကျွန်တော်ကကြောက်သိဝင်တဲ့အခါမှာတယောက်တည်းပြန်ရတာကိုအဲ့ဒါနဲ့သူတို့ကိုယ်ဝဲတဲ့ဘုရားကသူတောင်းရင်ရတယ်ဆိုတာကိုအဲ့ဒါကိုကျွန်တော်ကသတိရပြီးတော့မှညို့မဲနေတဲ့မိုးတွေကိုဘာလို့ပြောလဲ
ဖျားတခင်ကျွန်တော်ကတော့လူချင်းတကားပြောတယ်ပေါ့နော်ယခုညို့မဲနေတဲ့မိုးကိုမရွာဘဲနဲ့မိုးတင်ကိုအဝေးကိုလွှတ်ပေးပါနေပွင့်လင်းပေးပါကျွန်တော်ကသွားရင်းလာရင်းနဲ့ပေါ့နော်လူချင်းတကားပြောတယ်လို့အဲ့လိုပြောတယ်နောက်တော့ဘုရားတခင်ရဲ့ကျေးဇူးတော်ကြောင့်ဘုရားဘုံတော်ထင်ရှားတဲ့အခါမှာမိုးတင်ညို့မဲနေတဲ့အရာလဲနေပွင့်ပြီးတယ်နော်မိုးတင်တွေကလည်းအဝေးလွင့်သွားတယ်အဲ့ဒါနဲ့ကျွန်တော်ကအိုးဒါကဟုတ်တယ်ဗလားဒါလည်းပါဘာပဲဖြစ်ဖြစ်ဒါနောက်ထပ်တေးကြအောင်သူတောင်းမယ်ဆိုတော့ကျွန်တော်လည်းအဲ့လိုပဲဘုရားတခင်ယခုချိန်မှာလုံးဝမိုးမရွာပါနဲ့ကျွန်တော်ကားလမ်းမှာရောက်တာနဲ့မိုးရွာပေးပါလို့အဲ့လိုပြောတဲ့အခါမှာနော်ကျွန်တော်အဲ့လိုနဲ့အရှိဗမာရွာတောကနေဒီမှာတောကြီးမြင်မဲတဲ့ကနေကျွန်တော်ကနေပြန်လာခဲ့တဲ့အခါမှာနော်ကျွန်တော်ကားလမ်းမှာမရောက်မချင်းကတော့နေကတော့ပူးနေတာပါနော်ကားလမ်းပေါ်မှာနှစ်ကန်သုံးကန်တော့ကန့်ပြီးတာနဲ့မိုးတွေကပြောင်းဆိုအဲ့လိုရွာချလာတော့အဲ့လိုရွာချလာတော့ဩသူတို့ကူးကိုတဲ့ဘုရားကအသိရှင်တော်ဘုရားသူတောင်းရရတယ်ဆိုတာဟုတ်ပါတယ်ပါသူတို့မှာကျွန်တော်ကယုံကြည်စိတ်ဝင်လာခဲ့တာအဲ့လိုနဲ့ကျွန်တော်အိမ်ပြန်လာခဲ့တာအိမ်ကလူတွေကတော့ယုံကြည်သူမဟုတ်သေးဘူးကျွန်တော်လည်းယုံကြည်သူမဟုတ်သေးဘူးဒါပေမဲ့အိမ်အဲ့ဒီအကြောင်းအရာလေးကိုအိမ်လည်းကျွန်တော်ကမပြောရသေးဘူးဖြစ်တာဟုတ်အဲ့လိုပြောတယ်နော်မပြောရသေးဘူးနောက်ပိုင်းမှာတော့ကျွန်တော်တို့ဖတ်ပါမလေးဂျိုတင်နဲ့ချင်းတင်းတော်မှာကဆရာကြီးဦးတင်ဖုံးတို့ဆရာဦးသိန်းရွှေတို့သူကကဲတင်ချင်းတင်တန်းပြတယ်လေကဲတင်ချင်းတင်တန်းပြတဲ့အခါမှာအဲ့ဒါလည်းကျွန်တော်ကမသိဘူးနောက်တော့အဲ့ဒီမှာနှစ်ချင်းခံမဲ့သူတွေရှိတဲ့အခါမှာနှစ်ချင်းပြီးတယ်အဲ့ခါမှာခမမလေးဂျိုတင်နဲ့ချင်းတင်းတော်မှာနှစ်ချင်းခံမဲ့သူတွေပပတွေရှိတယ်ဆိုတော့ကျွန်တော်လည်းသွားပြီးမှသိရင်ပေးတာလေကဲတင်ချင်းတင်တန်းလည်းကျွန်တော်မသိဘူးအဲ့ဒါမှကျွန်တော်နှစ်ချင်းခံပြီးတော့နော်အဲ့မှာဆရာဦးသိန်းရွှေကကျွန်တော်ရဲ့ခေါင်းပေါ်မှာရစ်တင်တော့မှဆူတောင်းပြီးတဲ့ကမှာကျွန်တော်စိတ်ထဲမှာပူပင်တော့ကရှိသမျှအရာအလုံးမှာရှင်းသွားတယ်အိတ်ကိုရှင်းသွားတယ်အဲ့လိုအဲ့ဒါနဲ့နှစ်ချင်းခံပြီးမှကျွန်တော်ကနောက်ကဲတင်လေးတင်နှန်းကိုကျွန်တော်တက်တာဖြစ်တယ်နော်ဘာဖြစ်လို့နှစ်ချင်းရင်ခံတာလဲဆိုကျွန်တော်ကဘုရားသခင်ရဲ့ကောင်းမြတ်ကြောင်းကိုမြည်သားကြည့်တဲ့အခါမှာသိတဲ့အတွက်ကြောင့်မို့နော်ကဲတင်ချင်းတင်နှန်းမတက်ခင်ကျွန်တော်နှစ်ချင်းရင်ခံတယ်နှစ်ချင်းခံပြီးမှနောက်ကဲတင်ချင်းတင်နှန်းကိုကျွန်တော်တက်တဲ့အခါမှာကျွန်တော်ပြောင်းလဲလာတာဖြစ်တယ်အဲ့နောက်ပိုင်းမှာကျွန်တော်နဲ့တကွာကျွန်တော်ရဲ့မိသားစုအားလုံးဟာလည်းနောက်နေမှာအားလုံးကပြောင်းလဲကုန်ကြတာဖြစ်တယ်ဆိုတော့ပေါ်ပြလို့တယ်အဲ့ကြောင့်ကျွန်တော်တို့ယေရမိအနာဂတ်ကြာခန်းကြီး33အငယ်3မှာငါ့ကိုပေါ်လို့ငါထူးမယ်ပေါ်ရင်ထူးတယ်ဆိုတာကအသက်ရှင်တော်ဘုရားဖြစ်တဲ့အတွက်ကြောင့်ပေါ်ရင်ထူးတယ်ဘုရားဖြစ်တယ်အဲ့ကြောင့်ကျွန်တော်တို့ဒီလောကဝမ်းမြောက်ဘုရားကြွလာဆိုတော့မှကျွန်တော်တို့ကနော်ခရစ်သမပွဲတော်ကျင်းပပြုလုပ်ကြတယ်ကဲတိပိုင်ရှင်ယေရှုခရစ်တော်ရဲ့မွေးနေ့မင်္ဂလာပွဲကိုကျင်းပပြုလုပ်ကြတယ်ကြိုဆိုကြတယ်ဒါကလည်းမွေးနေ့ပွဲလုပ်တယ်ဆိုတာကဘာဖြစ်လို့လဲဆိုအသိရှင်သောဘုရားဖြစ်တဲ့သူကြောင့်မွေးနေ့မင်္ဂလာလုပ်ကြတာဖြစ်တယ်ဟုတ်တေတော်သူအတွက်ဆိုတော့မွေးနေ့မင်္ဂလာလုပ်လို့မရဘူးနော်ဘုရားဘာသာလို့ပြောမှဆိုတေတော်သူအကြောင်းပြုမှာကောင်းမှုလို့လူဒါနလုပ်ကြတယ်ကျွန်တော်တို့ခရိယာနေတွေကတော့တေတော်သူအတွက်ဆိုရင်အောင်းမိဖို့လုပ်ကြတယ်အဲ့လိုလုပ်ကြတာဖြစ်တယ်အခုကကျွန်တော်တို့လူသားများအားလုံးတွေကိုလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကလဝါကားတိုင်းမှာအသေးခံပြီးတော့မှကြိုပြီး3ရက်မြောက်သောနေ့မှာရှင်သန်ထမြောက်တယ်နောက်ပြီးတော့သူ့ရဲ့ခန္ဓာကိုယ်ရှင်သန်ထမြောက်တဲ့အကြောင်းကိုအရင်40လုံးလုံးနောက်ကိုထင်းရှားစွာပြပြီးမှတက်တည်ပြတယ်အဲ့ဒီနောက်မှာဧဝံဂေလိတရားဟောတဲ့အရင်40လုံးလုံးနော်သူ့ရဲ့ရှင်သန်ထမြောက်တဲ့အကြောင်းကိုအရင်40လုံးလုံးကိုထင်းရှားစွာပြတယ်တက်တည်ပြတယ်နော်ဧဝံဂေလိတရားဟောပြီးတော့မှအေရီ30မှာကောင်းကင်နိုင်ငံကိုကြွသွားတာဖြစ်တယ်အဲဒါကြောင့်မို့ကျွန်တော်တို့ယေရှုခရစ်တော်ဟာလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကကျွန်တော်တို့လူသားများအားလုံးရဲ့အပြစ်ကျွေးဝဲကျွေးကံကျွေးများအားလုံးကိုလဝါကားတိုင်းမှာတေခံပြီးတော့မှတချို့ပြီး3ရက်မြောက်သောနေ့မှာရှင်သန်ထမြောက်သောတဲ့တွေ့ကြောင့်မို့ပြန်နေတဲ့တွေ့ကြောင့်မို့အသိရှင်တော်ဘုရားဖြစ်တဲ့တွေ့ကြောင့်မို့ကျွန်တော်တို့မွေးနေမင်္ဂလာပွဲကိုကျင်းပပြုလုပ်ကြတာဖြစ်ပါတယ်ဆိုတာကိုဖော်ပြလိုတယ်ကျွန်တော်တို့တစ်ချိန်ကဘုရားသခင်ကလူကိုဖန်ဆင်းတယ်လူကိုမြေမှုန့်ကနေပြီးဖန်ဆင်းတယ်ဆိုတာလေကျွန်တော်ကမသိခဲ့ဘူးဟုတ်မသိခဲ့ဘူးတချို့ကပြောကြတာဘာပြောလဲလူဟာမြောက်ကဆင်းတစ်တယ်နော်နင်းလူကြီးကဆင်းတစ်တယ်နောက်ပြီးတော့ဗမာကြီး၄ဦးကဆင်းတစ်တယ်အဲ့လိုဥပမာမြောက်ကဆင်းတစ်တယ်ဆိုလို့ရှိရင်နော်လူတွေကတော့မြောက်မျိုးမြောက်မယ်ဖြစ်မှာပေါ့နော်ယခုတောတောင်ထဲမှာလည်းမြောက်တွေရှိတယ်
အလိစာယုံနေမှာလည်းမြောက်ပြီးရှိတယ်အဲ့ဒီမြောက်ပြီးကလူဖြစ်ပါတော့လားလူမဖြစ်လာဘူးအဲ့တော့ကျွန်တော်တို့ကပ္ပဥစ္စမှာဘုရားသခင်ကမြေမှုန့်ဝင်ပြီးလူကိုဖန်ဆင်းတာဖြစ်တယ်ဟုတ်ကပ္ပဥစ္စခန်းကြီးနဲ့အငယ်ခေါ်မှာပြောထားတာဖြစ်တယ်ဟုတ်ဘုရားသခင်ကမြေမှုန့်ဝင်ပြီးမှလူကိုဖန်ဆင်းတယ်ဆိုတာကိုပြောထားတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဗုဒ္ဓဘာသာမှာလည်းပြောထားတယ်ဟုတ်လူရဲ့ခန္ဓာကိုယ်ဟာပထဝီတည်သောအာဘောဝါရောဆိုတဲ့ဓာတ်ကြီး၄ပါးနဲ့ဖွဲ့စည်းထားတယ်ဆိုတာကိုပြောထားတာဖြစ်တယ်နော်ပထဝီဆိုတာကမြေမှုန့်ဖြစ်တယ်ပထဝီဆိုတာမြေမှုန့်နော်ဒီတတိယပြမြေကြီးပေါ့နော်တည်သောဆိုတာအပူဓာတ်ဝါရောဆိုတာကလေဖြစ်တယ်အာဘောဆိုတာကရေဖြစ်တယ်အဲကြောင့်မို့ဘုရားသခင်ကမြေမှုန့်ကိုယူတော့မှလူကိုဖန်ဆင်းတယ်ပထဝီဆိုတဲ့မြေမှုန့်ကိုလူကိုဖန်ဆင်းတယ်နောက်အာဘောဆိုတဲ့ရေနဲ့ပေါင်းတတ်တယ်နောက်ပြီးတော့တည်သောဆိုတဲ့အပူနဲ့ပေါင်းတတ်ပြီးတော့မှဝါရောဆိုတဲ့လေနဲ့ဒီဝအသက်မှုတ်သွင်းတဲ့အခါမှာအသက်ရှင်သောတရားဖြစ်လာတာဖြစ်တယ်အဲကြောင့်မို့လူဟာပထဝီတည်သောအာဘောဝါရောဆိုတဲ့ဓာတ်ကြီး၄ပါးနဲ့ဖွဲ့စည်းထားတယ်ဆိုတာကိုတွေ့ရပါတယ်အဲကြောင့်မို့သိပ္ပံပညာရှင်များကလူဟာမြေမှုန့်ကပန်းနေတယ်ဆိုတာကိုသူတို့ကလက်ခံကြတာဖြစ်တယ်အဲကြောင့်မို့ကျွန်တော်တို့လူဟာမြေမှုန့်ကပန်းနေတာဖြစ်တယ်ဆိုတာကိုအနေငယ်ပေါ်ပြလိုပါတယ်နောက်ပြီးတော့ရှင်မာသက်ခရစ်ဝင်ခန်းကြီး21ခန်းကြီး1ငွေ21မှာတားယောက်ျားကိုပွားမြင်နေ၏ထိုသားသည်မိမိလူတို့ကိုအပြစ်မှကယ်ချွတ်မဲ့သူဖြစ်သောကြောင့်ယေရှုဟူသောအမည်ဖြင့်မဲ့ရမည်ဟုကောင်းကင်တမန်ဆို၏နော်ကျွန်တော်ကတစ်ချိန်ကယေရှုဆိုတာကအဲ့ဒါဆိုချင်းဖယားတို့ထင်တယ်ချင်းဘာသာလို့ထင်ခဲ့တာကျွန်တော်ကိုယ်တိုင်ပေါ့နော်အဲ့ဒါကျွန်တော်တို့ဒီတမိုးအောက်ကျင်းမှာရှိတဲ့ဥချစ်တောင်းဆိုတာတမိုးအောက်ကျင်းမှာရှိတယ်အဲ့ဒီဥချစ်တောင်းကစောစောတော့ကျွန်တော်တို့ခရိယာမမသိပေါ့နော်နောက်ပိုင်းကျမှခရိယာမသိတော့ဟာဥကြည်မောင်းနဲ့ခမရခရိယာဆိုတာကိုကျွန်တော်နှစ်မျိုးလုံးလို့တရားလုံးအိတ်လို့မရဘူးတဲ့ခမရကချင်းဖျားကိုးဝေတာကိုအဲ့လိုပြောတာပေါ့နော်ချင်းဖျားကိုကိုးဝေတာကိုဆိုတဲ့အခါမှာဥချစ်တောင်းဒါဆိုလို့ရှိရင်ကျွန်တော်ပြောမလို့ခမရပြောလို့ကျွန်တော်ဒါမဲ့စိတ်တော့မရှိနဲ့ကျွန်တော်လည်းသိမရှိဘူးလို့အဲ့ဒါနဲ့နော်ခင်ဗျာလည်းနော်ဘုရားဟာဗမာစင်စစ်ကနော်ဘုရားဖြစ်တာလားနော်ဘာလို့မျိုးလဲဆိုကလားလူမျိုးသူကအဲ့လိုပြောပါနဲ့တယောက်တယောက်ကဘာလဲဆိုတော့တယောက်တယောက်ခင်မင်းရင်းနေတယ်ဆိုတော့အာမနာဓမ္မတော့သူတို့ပြောကြတာအဲ့ဒါသူလို့ရှိရင်ခင်ဗျားလူပြောမယ်ဆိုရင်ကလားလူမျိုးကိုကိုးကွယ်တာဘောလို့လားဗျာကိုလို့ကျွန်တော်အဲ့လိုပြောတော့ဒါလည်းဟုတ်တာပဲအဲ့ဒါနဲ့ရှင်မသက်ခရစ်ဝင်ခန်းကြီးငွေ20တက်ကိုကျွန်တော်ဖတ်ကြတယ်မိမိအပြစ်မှာကဲချုံးမဲ့သူဖြစ်သောကြောင့်ယေရှုကိုညီမဲ့ရမယ်လို့ပြောတဲ့အခါမှာနော်ယေရှုဆိုတာကရှင်ဘုရားမဟုတ်ပါဘူးနော်မိမိလူတို့အပြစ်မှာကဲချုံးမဲ့သူလို့အတိတ်ပဲရပါတယ်အဲ့တော့တကဘာလုံးမှာရှိကြတဲ့လူသားများအားလုံးနဲ့တင့်ဆိုင်သောဘုရားဖြစ်ပါတယ်ဆိုတာကိုကျွန်တော်ကဥဖြစ်တောင်းလို့ကျွန်တော်အဲ့လိုပြောပြရတဲ့အခါမှာသူကလည်းဒါလည်းဟုတ်ကားပဲမသိတဲ့သူကကျွန်တော်လည်းတစ်ချိန်မသိခင်ကအဲ့လိုဖြစ်ခဲ့ပါတယ်နောက်ပြီးတော့ယောသနဲ့မာရီကိုလက်ထပ်ဖို့ရအတွက်စိတ်သက်ထားတယ်စိတ်သက်တဲ့အခါမှာသူတို့လက်ပထပ်သေးဘူးမထိန်ညာသေးဘူးမရှိတင်သေးဘူးအဲ့ခါမှာကျွန်တော်တန်ရှင်းသောဝိညာဉ်တော်အဖြစ်ပရိသေနေဆွဲယူတယ်အဲ့ခါမှာတန်ရှင်းသောဝိညာဉ်တော်အပရိသေနေဆွဲယူတဲ့အခါမှာယောသကသူ့စိတ်ထဲမှာမတင်ငါဖြစ်တာပေါ့နော်သူငါနဲ့လက်ထပ်ဖို့ထိန်မြတ်ဖို့ရအတွက်စိတ်သက်ရုံနဲ့စိတ်သက်ထားတယ်ငါနဲ့ကလက်မထပ်သေးဘူးမထိမြန်သေးဘူးတယောက်တယောက်တန်ဝါဒမပြူသေးဘူးကိကိကြီးနေဘာဖြစ်လို့ပဋိသေနေဆိုရလဲလို့စိတ်ထဲမှာအဲ့လိုရှိတယ်နောက်ပြီးတော့ယောသကသူတော်ကောင်းဖြစ်တဲ့အတွက်ကြောင့်မို့မာရီကိုလက်ထပ်ဖို့ထိမြန်ဖို့တိတ်ဆိတ်စွာရုပ်သိမ်းပဲဆိုတော့အကြံရှိနေမှာကောင်းကင်တမန်ကာဗီလာကနေယောသမာရီကိုထိန်းသိမ်းဖို့ရအတွက်မစိုးရိမ်နဲ့သူဟာတားယောက်ျားဖွားမြင်လိမ့်မယ်ထိုသားကမိမိလူတို့၏အပြစ်မှာကယ်ချွတ်မဲ့သူဖြစ်သောကြောင့်ယေရှုကိုအမည်မဲ့ရမယ်အဲ့လိုပြောတဲ့ခါကျမှယောသကတိတ်ဆိတ်စွာလက်ထပ်ဖို့ရုပ်သိမ်းဖို့ရရုပ်မသိမ်းမဲ့နဲ့သူကလက်ထပ်တယ်နောက်ပြီးတော့ဒီတားယောက်ျားမပွားမြင်မချင်းဟာမေထုံတန်ဝါဒမပြုဘူးတန်ရှင်းပင်ကျဲစွာနေတာဖြစ်တယ်အဲကြောင့်မို့ကျွန်တော်တို့တက်ကြီးဆယ်ဘွဲ့မှာရှိတယ်လေတေကသူ့ညီမဘူတန်တာဝိဝေဆိုတဲ့တက်ကြီးဆယ်ဘွဲ့မှာကျွန်တော်တို့ဒီမဟာဒုက္ခလနာပါဠိကဆိုရှိတယ်အဲ့မှာမဟာဒုက္ခလပါဠိကမှာအဲ့လဲဆိုတော့
လစ်ပေါ်မှာမုဒ္ဒကြမင်းအပါယိကရဲ့ဖြစ်ပေါ်မှာလစ်တော်နဲ့တင်တတ်တဲ့အခါမှာနော်ဖြစ်ပေါ်မှာလစ်တော်နဲ့တတ်တဲ့အခါမှာပရိသေဏီဆွဲတယ်သူမွေးဖွားပရိသေဆွဲတယ်မွေးဖွားတဲ့အခါမှာဘာလဲဆိုသူဝနာတာမလို့မြည်ပြီးတယ်နော်အဲ့မှာအခုကျွန်တော်တို့ဓမ္မမိတ်ဆွေများကြောက်နာဝရှိပြီးသားလည်းဖြစ်ကောင်းဖြစ်ကြပါလေဘာပဲဖြစ်ဖြစ်ဘဝတုတ္တဖြစ်ပေါ့နော်ကျမ်းစာတွေမှာမပါတော့လဲကျွန်တော်တို့ဒါနိုင်ရှင်နဲ့အနေနဲ့ကျွန်တော်တခြင်းတစ်ပုဒ်တော့ဆိုပြပါဦးမယ်ဒါကတော့ကျွန်တော်တို့ဒီခရိယန်တခြင်းတော်ပေါ့နော်ဇတိသေဝတေသတုနေမှာဘူဇန္တာဝိဝေဆိုတဲ့ဒီဇတိသေဝတွေကနော်အဲ့တခြင်းကိုဖော်ဆိုပြအောင်မယ်မဟာဒုကုလနဲ့ဝလာမိပါဠိကပါတရားတော်ဒေသနာနိုးကြ၍မူတရားသူဖလာသူရတာနမျိုးအာကဗုဒ္ဓဝိလျာလောကြောပြောတရအယောဝိဖြာချစ်ပေါ်မှာလက်တော်တင်တခါပရမရွှေကြိုးတွင်မှာနှုတ်ငုံတော်ရင်မနေတာတောင်းလိုက်မှုတဲ့မှာဖွားမြင်သည့်အခါမှာတုံနာတာမလို့မြည်တော်ပြည့်တဲ့အခါအဲ့ဒါကကျွန်တော်တို့ပါဠိကရဲ့လက်ပေါ်မှာမုဒိကမှာလက်ချစ်ပေါ်မှာလက်တော်နဲ့တင်တတ်တဲ့အခါတင်းကြမှာပုတ်တတ်တဲ့အခါမှာတတိပြီးတော့မွေးဖွားပြီးမှတုဝနာတာမလို့မြည်တော်ပြည့်တာဖြစ်တယ်ကျွန်တော်တို့ယေရှုခရစ်တော်ကအဲ့လိုမဟုတ်ပါဘူးချစ်ပေါ်မှာလည်းလက်တော်နဲ့တင်နေရမလို့ပဲလေတန်ရှင်းသောပရိသေဏီဆွဲကလေးကနော်မမွေးဖွားခင်ကတဲ့ကောင်းကင်တမန်ကာဗီလာကမိမိလူတို့ဖြစ်မှကဲချွတ်မဲ့သူဖြစ်သောကြောင့်ယေရှုကိုအမိမဲ့ရမယ်ဆိုမမွေးဖွားခင်ကလည်းမာရိရဲ့ဝမ်းကြာတဲ့ပရိသေဏီဆွဲကလေးကအဲ့ဒါလိုနာမည်ပေးပြဖြစ်တယ်ဆိုတာကိုဖော်ပြလို့တယ်ရှင်ယောဟခရစ်ဝင်ခန်းကြီးငယ်73ကိုဖတ်ပါမယ်ထိုသားတို့မူကားလူမျိုးနှင့်သက်ဆိုင်၍ဖွာတော်သားမဟုတ်မိထုံတန်ဝတ္တအားဖြင့်ဖွာတော်သားမဟုတ်လူအလိုလျောက်ဖွာတော်သားမဟုတ်ဖယားသခင်ဖွာတော်မူသောသားဖြစ်သည်နော်ကျွန်တော်တို့ယေရှုခရစ်တော်မွေးဖွားလာတာဖွားမြင်တာလူရဲ့အလိုအလျောက်နော်မွေးဖွားတာမဟုတ်ဘူးနော်မိထုံတန်ဝတ္တအားဖြင့်မွေးဖွားတာမဟုတ်ဘူးနော်ဖယားသခင်ဖွားတော်မူတဲ့သားဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီယေရှုခရစ်တော်နော်ပရိသေဏီတွေတန်ရှင်းသောဝိညာဉ်တော်အဖြစ်ပရိသေဏီဒီမှာမွေးဖွားတာဖြစ်တဲ့အတွက်ကြောင့်မို့ဖြစ်ပါတယ်။အဲကြောင့်မို့တချို့ကကျွန်တော်တို့ဒီခမ်းပတ်မှာကျွန်တော်သာသနာပြုနေတဲ့အခါမှာတချို့ဗမာညီကိုတွေကပေါ့နော်ပြောကြတယ်ပေါ့နော်ယေရှုကတဲ့တိဘေဘုန်းတော်ကြီးကျောင်းမှာပညာတော်16နှစ်တိုင်တင်တယ်။အဲ့ဒီခါမှာကျွန်တော်ကလည်းသူ့ကိုသူတို့ဖြေတာပေါ့နော်ယေရှုက16နှစ်တိုင်ပြောက်နေတယ်ဆိုတာကတိဘေဘုန်းတော်ကြီးကျောင်းမှာပညာတော်သွားတင်တာမဟုတ်ပါဘူးသူက12နှစ်သားအရွယ်မှာယေရှုသခင်မြို့ဗိမာန်တော်မှာသူကကျမ်းတက်စရာအကျုံးအမော်တွေနဲ့သူကဆွေးနွေးတယ်အဲ့ဒီနောက်မှာ18နှစ်လုံးပြောက်တယ်ဆိုတာကယူဒထုံးတာရဆိုလို့ရှိရင်လက်တတာဥမာယင်ဖခင်ရဲ့အလုပ်ကိုဝါဒနာမှာပါလို့ရတာဖြစ်တယ်အဲ့ဒီနောက်ပိုင်းမှာမွေးဖွားတဲ့သားသမီးတွေကကိုဝါဒနာပါတဲ့အလုပ်ကိုလုပ်လို့ရတာဖြစ်တယ်အဲကြောင့်မို့ယူဒထုံးတာရဆိုလို့ရှိရင်အသစ်30မပြည့်မချင်းလူတည်ရင်လည်းမဝင်ဘူးနောက်ဘာသာရေးလည်းလုပ်ခွင့်မရှိဘူးအဲကြောင့်မို့12နှစ်ကြာနေအသစ်30ကြာ18နှစ်လုံးကြောက်တယ်ဆိုတာကသူကဖခင်ရဲ့အလုပ်ဖြစ်တဲ့လက်သမားလုပ်ကိုမိသားစုအားလုံးအတွက်ကိုလုပ်ပြီးတော့ကံမျိုးမှာဝေပြုစုသားတော့တာဖြစ်တယ်နောက်ပြီးတော့သူဟာကျွန်တော်တို့အသစ်30ရောက်ပြီးနောက်3နှစ်တိုင်မှုတော်များမှာလှုပ်ဆောင်တာဖြစ်တယ်ဒါယူဒထုံးတန်အရနော်အသစ်30ပြည်ပြီးတော့ဒါမှုတော်များလှုပ်ဆောင်တာဖြစ်တယ်ဘာသာရေးလှုပ်တာဖြစ်တယ်အဲ့ဒီနောက်မှာကျွန်တော်တို့လူသားများအားလုံးအတွက်ကိုလက်ဝါးသားတွေမှာအသေးခံတယ်နော်လက်ဝါးသားတွေမှာအသေးခံပြီးတော့မှတကြိုပြီး3ရက်မြောက်3နှစ်မှာရှင်တန်ထမြောက်တယ်စောစောကပြောလို့ပဲနော်သူ့ရဲ့ခန္ဓာကိုရှင်တန်ထမြောက်တဲ့အကြောင်းကိုသူ့ရဲ့ခန္ဓာအရက်40လုံးနော်တစ်တည်ပြတယ်အဲ့ဒီပြီးမှကောင်းကင်နိုင်ငံကြွသွားတာAD 30မှာကောင်းကင်နိုင်ငံကြွသွားတာဖြစ်တယ်ယေရှုခရစ်တော်က BC 4ခုနှစ်မှာမွေးဖွားပြီးတော့မှ AD 30မှာကောင်းကင်နိုင်ငံကြွသွားတယ်အဲ့ဒီကောင်းကင်နိုင်ငံကြွသွားပြီးမှနေ့ပေါင်း600လောက်နေမှတိပိဒီမှာဗုဒ္ဓသာသနာရောက်လာတာဖြစ်တယ်ဆိုတာကိုဖော်ပြနေတယ်အဲ့ကြောင့်မို့ကျွန်တော်တို့
ယေရှုခရစ်တော်ကနော်မန်၅ပါးကိုအောင်တော်ဘုရားဖြစ်တယ်ခန္ဓာမှာဘိသင်္ခါရမှာဒီဝပုဒ္ဒမှာကိလေသာမှာကာမမှာဆိုတော့မန်၅ပါးအောင်တော်ဘုရားဖြစ်တယ်ခန္ဓာမှာဆိုတာကခန္ဓာကိုမပုတ်မတိုးဘူးသူကရှင်တန်ထမြောက်တာကိုနောက်ဘိသင်္ခါရမှာဆိုတာကတေကြီးမျက်စိမှကိုအောင်တော်ဘုရားဖြစ်တယ်နော်ဒီဝပုဒ္ဒမှာဆိုတာကနတ်သောဝိညာဉ်သောအမျိုးမျိုးမှောင်မတဘောမျိုးကိုနှိမ်နှင်းနေတတ်တယ်နောက်ကိလေသာမှာကလောဘဒေါသမောဟဆိုတဲ့ကိလေသာမာမာနဘာမှမရှိဘူး။နောက်ကာမမန်ဆိုတာကသူကအပြုံးကညာစစ်မေတော်မာရိဝမ်ကြာတဲ့မှာတန်ရှင်းသောဝိညာဉ်တော်အပြင်ပြိတ္တနေတည်တယ်နော်။မြင်လွယ်အောင်ပြောမယ်ဆိုရင်ယောက်ျားနဲ့မိန်းမနော်ကာမစစ်တန်ချင်းမိထုံတဝါဒပြုခြင်းအပြင်ပြိတ္တိရမဟုတ်ဖြစ်တဲ့တန်ရှင်းသောဝိညာဉ်တော်အပြင်ပြိတ္တိတဲ့ပြကြောက်ဖို့သူကကာမမန်အောင်တယ်။နောက်ပြီးတော့လေသူကကြီးပြင်းလာတဲ့ခါမှာလေသူကလူပြိုစစ်ကဖျားဖြစ်တယ်သူကဘယ်မိမမှမယူဘူးနော်လူပြိုစစ်ကဖျားဖြစ်တဲ့အတွက်ကြောင့်သူကကာမမှအောင်မိတာဖြစ်တယ်အဲကြောင့်မို့ခန္ဓာမှာပြီးဒီခန္ဓာမှာဒီဝပုဒ္ဒမှာကိလေသာမှာကာမမှဆိုတော့မန်၅ပါးကိုအောင်တော့ဖျားဖြစ်တယ်အဲကြောင့်မို့ဖျားစစ်မစစ်ဆိုလို့ရှိရင်မန်၅ပါးနဲ့စစ်ကြည့်မှသာလျှင်စစ်မှန်တော့ဖျားဆိုတာကိုသိရတာဖြစ်တယ်နောက်တိမောသေဒုတိယစာဆောင်ခန်းကြီးနဲ့အငယ်လေးမှာလူအပေါင်းတို့သည်ကဲတင်ရင်းသို့ရောက်၍တမာတရားကိုသိကြခြင်းကဖရာသခင်အလိုတော်ရှိ၏နှုတ်ကပတ်တော်ကအလိုပြောထားပါတယ်လူတိုင်းကကဲတင်ရင်းဆိုတာလိုပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့လည်းကိုကဲတင်ခဲ့တယ်လေအမျိုးမျိုးနော်ကောင်းမှုကုသိုလ်လူဒါနနဲ့လှုပ်ဆောင်နေကျွန်တော်တို့ကဲတင်ခဲ့တယ်ကျွန်တော်ကိုယ်တိုင်ပေါ့နော်ဒါနသီလဒီအရာတွေလှုပ်ဆောင်ခြင်းမှလည်းကိုကဲတင်တာလူတိုင်းကတော့ဒီတန်တရားဝတ်ခဲရင်းကလွတ်မြောက်ခြင်းရတယ်30ပုံကနေလွတ်မြောက်ခြင်းရတယ်အဲကြောင့်မို့ကျွန်တော်တို့ကောင်းမှုကုသိုလ်လှူဒါနနော်ဒါနသီလဘာဝနာဓာတ်တွေပွားများခြင်းအပြင်လှုပ်ဆောင်ကြတယ်နော်ကျွန်တော်တို့လူမိမိကိုမိမိနော်ကဲတင်လို့လည်းမရဘူးလူအချင်းချင်းလည်းကဲတင်လို့မရဘူးဥပမာအပြင်ပြောမယ်ဆိုရင်ကျွန်တော်တို့မြင်းရဲ့ကြောပုံမှာအလုံးအမတန်မှလေးလံထားတဲ့ဝန်ထုတ်ဝန်ဘိုးကြီးတင်းပြီးတော့မှချီနှောင်ထားတယ်ဆိုကြပါလို့ချီနှောင်တိုးနဲ့တုတ်ချီနှောင်ထားတယ်အဲ့တော့အဲ့ဒီမြင်းကအလွယ်မတန်မှလေးလံထားတဲ့ဝန်ထုတ်ဝန်ဘိုးကြီးကိုမတိမရှင်းတစ်တဲလုံးတဲဆောင်ရတာပဲနော်မြင်းချင်းချင်းလည်းတဲလို့မရဘူးနော်တခြားတော့သူကလည်းနော်ဒီဝန်ထုတ်ဝန်ကြီးကိုချလို့မရဘူးသူကိုယ်တိုင်လည်းဒီဝန်ထုတ်ဝန်ဘိုးကြီးကိုခါချလို့မရဘူးအဲ့ကမှတခြားသောသူကဒီဝန်လေးလာထားတဲ့ဝန်ထုတ်ဝန်ဘိုးကြီးကိုချပြီးမှသာလေကြတာဖြစ်တယ်နော်အဲ့ဒါလိုပဲကျွန်တော်တို့ယေရှုခရစ်တော်ကကျွန်တော်တို့လေးလံလာတဲ့နောက်တမလွန်အတွက်ဝန်ထုတ်ဝန်ဘိုးကြီးကိုလာပြီးတော့မှချပြီးတာဖြစ်တယ်ရှင်မတက္ကသိုလ်ရင်ခန်းကြီး7ငွေ28မှာဝေလေး၍ပင်ပန်းသောသူအပေါင်းတို့ငါထံသို့လာကြတော့ငါသည်ချမ်းသာပြီလို့ဖော်ပြတာဖြစ်ပါတယ်အဲ့တော့ဝန်တကဝန်ထဲမှာဘယ်ဝန်လေးလို့ဆိုကျွန်တော်တို့နောင်တမလွန်အတွက်ဝန်မှာလေးလုံးဖြစ်တယ်နော်နောင်တမလွန်မှာနော်ကျွန်တော်တို့ဒီ30ပုံကလောကင်းတေဖို့အတွက်ဝန်နော်အပေငရဲကလွတ်မြောက်ဖို့ရအတွက်ဝန်အဲ့ဒီအရာဝန်တွေအလေးလံဆုံးဖြစ်တယ်နော်အဲ့ဒီအရာတွေကိုကိုလည်းချလို့မရဘူးတခြားသောသူကလည်းချပြီးလို့မရဘူးဖြစ်တယ်အဲကြောင့်မို့ကျွန်တော်တို့ယေရှုခရစ်တော်ကကျွန်တော်ကျမတို့လူသားများအားလုံးဟာလေးအလုံးမတန်မှလေးလံတဲ့ဝန်တော့ဝန်ဖို့ဖြစ်တဲ့နောင်တမလို့ဝန်လာရောက်ပြမှာလဝါကားတွေမှာတေကံပြုံးမှာနော်ချပြီးတာဖြစ်တယ်ကေတင်ပြီးတာဖြစ်တယ်အဲဒါကြောင့်မို့ယေရှုခရစ်တော်ကကျွန်တော်ကျမတို့ရဲ့နောင်တမလွန်အတွက်လေးလံတဲ့ဝန်ကိုချပြဖို့ကေတင်ဖို့ရာအတွက်ယေရှုခရစ်တော်ကမွေးဖွားကြွလာတာဖြစ်တယ်ဆိုတာကိုဖော်ပြလိုတယ်အဲကြောင့်မို့ကျွန်တော်တို့ဒီယေရှုခရစ်တော်ဟာသောတော်ကပြောတယ်လို့ပဲမန်၅ပါးကိုအောင်တော်ဘုရားဖြစ်တယ်ဆိုတာကိုဖော်ပြလိုတယ်အဲကြောင့်မို့ကျွန်တော်တို့ဒီလောက်ဆောင်ခြင်းအရာများအားလုံးဟာကျွန်တော်တို့ဘယ်လိုမှမိမိကိုယ်ကိုမိမိလေးကြိုးစားလို့လည်းမရဘူးနော်ယေရှုခရစ်တော်ကသာလေကျွန်တော်ကျမတို့ကဲတင်ပြီးတဲ့အတွက်ကြောင့်မို့အဲ့ဒီလောက်ဆောင်ခြင်းဟာကျွန်တော်တို့ယုံကြည်လက်ခံမယ်ယေရှုခရစ်တော်ကိုယုံကြည်လက်ခံတဲ့သူတိုင်းဟာကဲတင်ခြင်းကိုရောက်ပြီးတော့မှတမန်တရားကိုသိပြီးတော့မှနော်ထာဝရအသက်ရှင်နေရာမှာဖြစ်တယ်ဆိုတာကိုဖော်ပြလို့လေယေရှုခရစ်တော်ဖွားမြင်လာတဲ့နေ့ရက်ပါကျွန်တော်တို့လူသားများအားလုံးတစ်ကမ္ဘာလုံးမှာရှိကြတဲ့လူသားများအားလုံးဟာဝမ်းမြောက်ဖွယ်ရာမင်္ဂလာသတင်းဖြစ်တယ်နော်
ယေရှုခရစ်တော်ကယ်တင်သောအမှုကိုယုံကြည်လက်ခံတဲ့သူတိုင်းဟာကျွန်တော်ဓမ္မတို့ဟာမအိုမနာမသေးဆိုတဲ့ကောင်းကင်နိုင်ငံကိုရောက်ရှိမှာဖြစ်တယ်။အိုခြင်းတရားနာခြင်းတရားသိခြင်းတရားအင်းလို့တဲ့ကောင်းကင်နိုင်ငံကိုရောက်ရှိမှာဖြစ်တယ်ဆိုတာကိုဖော်ပြလို့တဲ့ရောက်ဒီတိုင်းပေါ်မှာဘုရားသခင်ကသက်သာကောင်းပေးပါစေ။